Okay အားလုံးပဲမင်္ဂလာပါဒီနေရာလေးကတော့ Trontan ဖတ်တရား beach ပေါ့နော်ဒီနေရာလေးကဒီညမှာကဆိုရင်ပျော်စရာလေးတွေကောင်းတယ်ပေါ့နော်အေးလေအေးချမ်းနေဒီညမှာဆိုရင်ဧည့်သည်တွေတော်တော်များများသွားရပေါ့နော် foreigner တွေပြီးရင်ဒီညမှာ 7-Eleven ရှိတယ်ပြီးရင်ရုပ်ရှင်မှာရ police ရုံးရှိရပေါ့နော်ဒီညမှာမြို့ရှိလို့ရှိရင်မှာဝဆိုင်ဖို့တွေပြထားတယ်ပေါ့နော်အဲ့ဒီမှာဆိုရင်စလိတ်တောက်ခွင့်မပေးဘူးပေါ့နော်စလိတ်တောက်လို့ရှိရင်တို့တန်ကြီးတွေပါစောင်းရတယ်ပေါ့နော်ဒီမှာအေးစစ်စစ်လာထိုင်နေတယ်ဆိုရင်ဘီယာတွေပါညာတော့တောက်ရတယ်ပေါ့နော်ပြီးရင်ဒီညလေးမှာအဖွဲလိုက်တွေပေါ့နော်တငယ်ကြီးနေပါညာလာထိုင်တော့အရင်မိုက်တယ်ပေါ့နော်ပြီးတော့အေးလေအေးချမ်းနေလေးဆိုလို့အရင်တိုက်တယ်ဟိုမှာလိုင်းလုံးတွေဆိုလဲပေါ့နော်အရင်ပြောမကြီးတယ်ပြောဖို့လည်းအရင်ကောင်းတယ်ပေါ့နော်ညနေဆောင်ဆိုရင်တော်တော်များများလာကြတယ်ကျွန်တော်ဒီ coffee ဆိုင်လေးဒီဇိုင်းပြမယ်ပေါ့နော်အဲ့ဒီနာမှာ coffee ဆိုင် view လေးလည်းကောင်းတယ်တော်တော်များများ foreigner တော်တော်များများလာပြီးတောက်ကြတယ်ပြီးရင်ရမ်းလာတဲ့အမှာ coffee ဆိုင်လေးဒီဇိုင်းပြမယ်နော်အဲ့ဒီနာမှာနာမည်ကြီးရပေါ့နော်အဲ့ဒီ coffee ဆိုင်ကလည်းအခုကျွန်တော်ပြမယ်အဲ့ဒီဟိုရှိရ coffee ဆိုင်ပေါ့နော်7နဲ့ကက်ရက်ပဲ coffee ဆိုင်လေးအဲ့ဒီမှာ view လည်းကောင်းတယ်ပြီးရင်အရန်မိုက်တယ်ပေါ့နော်ဈေးလည်းတက်တာတဲ့ coffee ဆိုင်ကအဲ့ဒီမှာဗီဒီယိုတွေပါရိုက်လို့ရှိရင်လည်းအဆင်ပြေတယ်ဓာတ်ပုံတွေပါရိုက်မယ်ဆိုရင်အရန်မိုက်တယ်ပြီးရင်ဒီညမှာကLondon မှာပေါ့နော်ဖတ်တရားပြီးဆိုပြီးတော့ရေးထားဒီမှာဆက်ဆက်လုပ်တဲ့လေးချင်ကန်လုပ်တဲ့လူတွေလည်းအများကြီးလာကြညနေဆောင်ဆိုရင်တော့ညနေ6နာရီလောက်ဆိုရင်ဒီမှာလေးချင်ကန်လုပ်တဲ့နေရာလေးပေါ့နော်အဲ့ဒီနေရာလေးကပြီးရင်ဒီဘက်မှာဆိုရင်လည်းတိုက်တွေပါလည်းငှားလို့ရတယ်ပေါ့နော်မတိုက်မြင်းကြီးရှိရဲကျွန်တော်တို့ဆိုတော့မငားဘူးပေါ့နော်ကျွန်တော်ကတော့အဲ့မြင်းကြီးဆိုတော့ကြောက်လို့ပေါ့နော်မငားဘူးပေါ့အဲ့ဒီရှေ့မှာဆိုလည်းကန်းကြီးရှေ့မှာကန်းကြီးမှာဆိုလည်းမှာဝန်ထမ်းတွေရှိပေါ့နော်အဲ့ဒီမှာတဲလေးအောက်မှာဆိုဝန်ထမ်းတော်တော်များဝန်ထမ်း2ယောက်3ယောက်ရှိရပေါ့နော်အခက်အခဲတွေပါကူညီရှိရဆိုရင်သူတို့တောင်းလို့ရတယ်ပေါ့နော်ချမ်းစကားပြောတဲ့ရှင်တော့တောင်းလို့ရတယ်ပေါ့နော်သူကတော့မြန်မာတွေမဟုတ်ဘူးပေါ့နော်ပြီးရင်အဲ့ဒီမှာကန်းကြီးမှာအေးစစ်စစ်ထိုင်မုံတွေပါစားသွားလာတောက်စားဘူးတငယ်ချင်းတွေသွားဖို့ဆိုတော့ဒီညလေးတို့သွားဖို့အကြံ